ဒီကမ်းလှမ်းချက်ကိုမင်းလုံးနိုင်နေဆိုရင်တော့1930ခုနှစ်ရန်ကုန်လူမိုက်လောကမှာဟုတ်တော့မင်းရှင်ဘရင်ဖြစ်ပေသားမှာ Gaslight ghosts on whetstone. A king will walk this city alone. Mist on the glass, a memory. This whole damn port belongs to me. Every shadow knows ကင်းပြော်ဝဲစားရုံဖြတ်စီးပြီးတဲ့နောက်ဖိုးတုတ်စီကို Plate Inspector ဦးဦးခွန်စီကနေဟောဝင်လာတယ်။ဖမ်းဖို့မဟုတ်ဘူးပြဿနာဖြစ်နေချိန်မှာဖိုးတုတ်တယောက်အခင်းဖြစ်ပွားရမှာမရှိကြောင်းအလီပိုင်ပြဖို့လမ်းသတိပေးတာ။ဖိုးတုတ်ကချက်ချင်းပဲရန်ကုန်မြစ်ထဲက Princess တင်မောပေါ်မှာနာမည်ကြီးတက်ရှင်မင်းသားတွေနဲ့အရက်ဝိုင်းဖွဲ့ပြီးဥပဒေရဲ့မျက်စိကိုလှည့်စားလိုက်တယ်။အဲ့ဒီတင်မောပေါ်မှာပဲဖိုးတုတ်ဟာသူ့ရဲ့လူမိုက်အင်ပါယာအတွက်အရေးပါဆုံးလူတစ်ယောက်ကိုရလိုက်တယ်။သူကတော့ဥပဒေကိုဂျင်းလိုပန်ကာလိုလှည့်နိုင်တဲ့တရားရေးလောကရဲ့နာမည်ကျော်ရှေ့နေပန်ကာအေးကိုပါပဲအဲ့ဒီညမူးလိုမီအိမ်ပြန်ရောက်လာတဲ့ဖိုးတုတ်တယောက်အခန်းထဲဝင်လိုက်ချိန်မှာတော့လုံးဝမထင်မှတ်ထားတဲ့အရာတစ်ခုကသူ့ကိုစောင့်ကြိုနေခဲ့တယ်လူယုံမာကြီးရှင့်ကြီးတေးချင်းစုံနဲ့ရှင့်တပည့်တွေကကျမကိုလမ်းကနေအတင်းကားပေါ်ဆွဲတင်ပြီးဖမ်းလာတာဖိုးတုတ်ရဲ့ညီဘသိန်းတဲ့တပည့်တွေကဖိုးတုတ်သဘောကျနေတဲ့မသိန်းမြကိုအတင်းအကျပ်ခိုးယူလာခဲ့တာပါမိမတစ်ခါမှမယူဘူးတဲ့လူမကြီးဖိုးတုတ်တယောက်အခုတော့သူ့တပည့်တွေရဲ့ဆောင်းမမှုကြောင့်မသိန်းမြနဲ့မင်္ဂလာဆောင်လိုက်ရပါတော့တယ်မင်္ဂလာဆောင်ပြီးနောက်တစ်နေ့မှာပဲဖိုးတုတ်ကမသိန်းမြရဲ့ဘာကြီးဖြစ်သူဘုံကျောင်းလူကြီးဘွန်ရှုချင်းရဲ့ဆင့်ခေါ်ခြင်းကိုခံရတယ်မောင်ဖိုးတုတ်မင်းအတော်ကံကောင်းတဲ့ကောင်လေးပဲဗျာဟုတ်တယ်မောင်ဖိုးတုတ်မင်းသတင်းတွေကိုတော့ငါတို့ကအမြဲနားဆွင့်နေခဲ့တာအခုတော့အမျိုးတော်လာကြပြီဆိုတော့မင်းကံကောင်းတာပဲပေါ့လွန်ခဲ့တဲ့မတ်လ25ရက်နေ့ညပိုင်းကမင်းတပည့်ငညွန့်အုံးဖေနဲ့ထွန်းတင်တို့ကလမ်းမတော်စိတ်ကမ်းမှာစိုက်နေတဲ့တရုတ်ရွက်လေးတစ်စင်းကိုဓမြဝင်တိုက်ခဲ့ကြတယ်မဟုတ်လားကျွန်တော်တပည့်တွေလောက်ခဲ့တာတွေကများတော့ကျွန်တော်တေချာတော့မသိဘူးမင်းတပည့်ငညွန့်ကအိုးတန်းထဲမှာမရ3ယောက်ရှိတယ်ဒါပေမဲ့ဒီကောင်အချစ်ဆုံးကသူ့မရကြီးသိမ့်မင်းနဲ့သူ့သမီးညို့တုတ်ပဲသိမ့်မင်းနဲ့ညို့တုတ်ကအဖိတ်နေတိုင်းမနက်9နာရီဆိုရင်22လက်မှနေတဲ့ငညွန့်ရဲ့အမေဒေါ်မြတ်တစ်အိမ်ကိုလာလဲတတ်တယ်သူတို့3ယောက်လုံးစုံတဲ့အချိန်မှာမနက်8နာရီလောက်အဲ့ဒီအိမ်မီးလောင်သွားမယ်အထက်က3ယောက်လုံးတည်သွားမယ်ဆိုရင်မောင်ရင်တပည့်ငညွန့်တော့အတော်ခံစားရမှာနော်ခင်ဗျဘာပြောနေရလဲကျုပ်ကိုခေါ်ပြီးဘာပြောနေရလဲအေးငညွန့်မဟုတ်ဘူးရှန်ဟိုင်းအစိမ်းကိုင်းကသူတို့စီးပွားရေးကိုလာထိခိုက်တဲ့သူတွေအကြောင်းအားလုံးသိတယ်ဆိုတာပြပြနေတာဖို့တော့ရှန်ဟိုင်းအစိမ်းကိုင်းဆိုတာတကပါလုံးကိုဘိန်းကွန်ရက်ဖြန့်ကျက်ထားတဲ့ဂိုင်းတစ်ခုပဲစားတစောင်ပါလိုက်ရုံနဲ့ရန်ကုန်စိတ်ကမ်းပေါ်အင်ဒိုချိုင်းနာအစိမ်းကိုင်းသားတွေယာနဲ့ချီရောက်လာနိုင်တယ်အဲ့ဒါမင်းကိုသိစေချင်တယ်အဲ့ဒီတော့ကျွန်တော်ကဟိုတစ်တာကိစ္စဘာလုပ်ပေးရမလဲဘာမှလုပ်စရာမလိုမင်းကငါ့ဆိုမျိုးဖြစ်သွားပြီဆိုတော့အဲ့ဒီတစ်တာတွေကတန်ဖို့မင်းကိုလက်ဖွဲ့တယ်လို့ငါသဘောထားလိုက်မယ်အရေးကြီးတာတစ်ခုကတော့မင်းတို့နောက်ထပ်အစိမ်းကိုင်းရဲ့လှေကိုသွားမထိဖို့ပဲဘသူ့မှမကြောက်တဲ့လမ်းမတော်ဖို့တုတ်တယောက်သူ့ဇနီးတဲ့ရဲ့ဆွေမျိုးတော်ဆက်မှုကြောင့်လားဒီအန်ရီကြီးကနေတည်တည်လေးလွတ်မြောက်သွားခဲ့တာပါ1930ဧပြီလနိုင်ငံရေးအပြောင်းလဲတွေပြင်းထန်လာချိန်မှာဖို့တုတ်ကိုဆရာတော်ဦးဝီလာတာကျောင်းမှာလျှို့ဝှက်အစည်းအဝေးတစ်ခုအတွက်ခေါ်ယူခြင်းခံရတယ်အဲ့ဒီမှာပလိတ်ဝန်ထောက်ဦးချန်ထွန်းနဲ့မျက်နှာဖြူစိတ်ကန်းကုန်သွယ်ရေးလုပ်ငန်းရှင်ကြီးမစ္စတာတီကူဘာတို့စောင့်နေတယ်။ဖိုးတုတ်ရဲ့လူမိုက်ဘဝမှာဒီလိုယာရုကြီးကြီးမျက်နှာဖြူနဲ့တွေ့ရတာဒါပထမဆုံးပါပဲ။လာမဲ့မေလထဲမှာရန်ကုန်စိတ်ကန်းဂေါရင်ဂျီကူလီတွေတပိတ်မှောက်လိုက်မယ်။သူတို့နေရာမှာအစားထိုးဖို့ဗမာလောက်သား2000မင်းရှာပေးရမယ်ဖိုးတုတ်။တရက်ကိုတစ်ချက်ခွဲအခကြီးငွေအပြင်ဒီကိစ္စပြီးမစ္စတာတီကူဘာပြည်ထရေးအတွင်းဝင်ဖြစ်လာမှာပါ။နိုင်ငံရေးသမားတွေနဲ့အစိုးရရဲ့ကြောထောက်နောက်ခံကိုရပြီဆိုရင်တော့ရန်ကုန်ရဲ့ဘရင်လို့သူ့ကိုယ်သူကြွေးကြော်ခဲ့တဲ့မက်စတီခန်းရဲ့နေရာကိုဖိုးတုတ်ကရရှိတော့မှာပါနိုင်ငံရေးဆိုတာကိုနားမလည်ခဲ့တဲ့ဖိုးတုတ်စီကိုအာဏာရောက်လာခဲ့ပါပြီကူလီတွေရဲ့တပိတ်တိုက်ပွဲတွေကြားထဲမှာဖိုးတုတ်ဘလို့အချီအချကစားမှာလဲဇက်ရှိန်အမြင့်ဆုံးဖြစ်လာမဲ့အခန်း9ကိုဆက်လက်ကြည့်ရှုဖို့ channel ကိုအခုပဲ subscribe လုပ်ထားလိုက်ပါ